Damn man. ဒီဟာအခုကျမပြတဲ့ဟာကျတော့ထာနုံလေးနော်ထာနုံအရှေကြီးဟိုမေဘဝနဲ့တဒါအရှေကြီးဟာအောက်မှာဒီထာနုံကိုသူတို့ကလှုပ်လိုက်တာပေါ့နော်လှုပ်လိုက်တာဒီနေ့အတိဖွင့်တာပါလို့တော့ဒီမှာဖြည့်ရင်လည်းပတ်စံပေးရတယ်ကျမတို့နေရောက်တော့မှဒီမှာဝင်သွားတာဟုတ်တယ်လို့နော်အဲ့တော့ဒီဟာကြတော့လေသူတို့ရေအောက်မှာလှုပ်ထားတာဟုတ်တယ်လို့နော်အပြင်မှာဟိုဘက်ပြင်ဒီဘက်ပြင်မမြင်ရဘူးပေါ့ဒါမဲ့ရေဟောက်ပါတယ်လို့နော်ရေချောင်းကိုသူတို့ဒီလိုဖြတ်ပြီးမှအသေးသေးမှဒီလိုတလှုပ်ထားပါတယ်အဲ့ဒါကြောင့်တငယ်ချီတွေကိုလေကြည့်ခိုင်းမလို့ဒီဟာပထမအဆူဖွေးတဲ့ရေဟောက်ပါတယ်လို့နော်ဒီနီးကတော့ဒီဟာပထမအဆူဖွေးတဲ့ဟာဟောက်လို့ဒီမှာကျမတို့ဒီမှာဝင်သွားပြီးမှကြည့်တာပေါ့နော်အမဆိုဒီမှာဝင်လို့ရှိပတ်စံပေးရတယ်နော်ဒီရေထဲမှာဟုတ်တယ်လို့နော်အယံကိုရှင်းနေပါတယ်ပြီးတော့အယံကိုလေးဟိုပါလဲမြန်တာပေါ့နော်အပေါ်လန်းနဲ့တွားရတော့ဒီလိုမဖြောက်ဘူးဆိုတော့နည်းနည်းကြာတာပေါ့ဒီဟာကြတော့အောက်လန်းနဲ့ဆိုတော့မြန်အောင်လှုပ်ထားတာပေါ့နော်မြန်လဲမြန်အောင်ပြီးတော့မကောင်းတော့မပြီးရသေးဘူးနော်မြန်လဲမြန်တယ်ပြီးတော့ဟိုကပတ်စံပေးရတယ်လို့နော်အားတို့နေရောကပတ်စံပေးရတော့မယ်ဒီမှာဖြတ်ထားတယ်ဆိုလို့လေဒီမှာ site book တွေပါတယ်မပြီးသေးဘူးသူတို့ဖွင့်လိုက်ပြီဒီနေ့ကတော့ okay bye bye သူညချီတွေလည်းပြုံမယ်လို့ကြည့်နေရမယ်ဒီဟာလေးဟိုဖြတ်လားပေါ့နော်ဖြတ်လားအတိပဲဒီဟာလေးဒီနေ့မှဖွင့်ပါတယ်လို့ဟိုမှာမေဘုံစီတီကဒီမှာဒီကကျတော့ဒီဟာဒီလိုပဲဟုတ်တယ်လို့နော်အရန်လာပါတယ်ဒီမှာမေဘုံစီတီကအဲ့ဒီမှာကျမတို့ကတော့အဲ့လိုထန်ုံနဲ့ဖြတ်လာပြီးမှအရာမြန်တယ်တိလားအခုပဲဒီမှာရောက်သွားပြီကြည့်သူတို့ကအဲ့ရေအဲ့ဒီဟိုဒီကနဲ့တွေ့ရတဲ့ရေလေအဲ့ဒီရေအောက်မှာထန်ုံလောက်ထားဆိုတော့လေအရာမြန်အောင်ဖြောက်လေးလောက်ထားပေးတယ်နော်အဲ့တော့အရာကိုမြန်တယ်ဒီလမ်းကိုလေနော်သွားတဲ့လူလည်းတိတ်မရှိသေးဘူးတချို့တလီသွားတဲ့လူတော့မှလေဟိုလာမလို့သွားတာဖြစ်သွားနိုင်မယ်ဘာဖြစ်လို့လဲဆိုကျမတို့တော့မှအမဆိုဒီမှာဝင်ဖို့မဖြစ်ဘူးပေါ့ဒါပေမဲ့ဟိုးဖက်မှာ freeway ကနေဝင်လာတာဒီဖက်ဝင်သွားလို့ဒီဖက်ကိုရောက်ခဲ့ပါတယ်လို့နော် first time very first time ဒီနေ့ကတော့ကျမတို့လာတာနော်ဒီမှာအရာလောက်မြင်ရပါတယ်လို့နော်မေဘိုစီတီကိုလည်းအရာလောက်မြင်ရအောင်သူတို့စောက်ထားပါတယ်ပတ်စံပေးတာလေးတန်ပါတယ်လို့နော်အဲ့မှာခဏနေစရင်လည်းတငင်ချီတွေကိုပုတ်ဘယ်လဲ post ပေးလိုက်မယ်နော်ဒီမှာအဲ့လိုမျိုးရမိုက်ဒီဟာဆိုညဆိုရင်လိမ့်နေတာဟုတ်တယ်ဟိုဟာဆိုအရာလာတာဟုတ်တယ်ညနေပိုင်းဆိုလေတော်လာတာဟုတ်တယ်ဒီမှာဆိုညဆိုရင်အခုကျတော့နေ့လေမနေ့ဆိုတော့တိတ်မလောက်ဘူးနော် Hey stop Hey, stop. Yeah အဲ့လိုမျိုး Don't scare me, man. Yeah I don't know first time yeah sorry okay bye bye ဒီမှာ Is this still the pipe?